ဟုတ်ပြီဒီတစ်ခါကြာရင်ကျွန်တော်ဒီ Omada ရဲ့ OC 200ရဲ့ဒီ Omada ရဲ့ဒီ EAB225 ရဲ့အဲ့ဒါကိုကျွန်တော်ချိတ်ဆက်ထားတယ်ချိတ်ဆက်ပြီးတော့ voucher code ကိုကျွန်တော်ကဒီ OC 200ကနေမထုတ်ဘဲနဲ့ဒီဘယ်ကနေထုတ်မလဲဆိုရင် @009 microtic ကနေထုတ်မှာဖြစ်တယ်@009 microtic ကနေ voucher code ထုတ်မယ်အဲ့ voucher code ကိုကျွန်တော်တို့ကဘယ်ကိုပို့မလဲဆိုတော့ OC 200ကိုပို့မယ်เนาะ OC 200ကနေတစ်စင်ဒီရဲ့ AB ကိုပို့မယ်ပြီးရင်အဲ့မှာကျွန်တော် microtic ရဲ့ voucher code ကိုတုံးမှာဖြစ်တယ်အဲ့လို microtic ရဲ့ voucher code ကိုတုံးနေတဲ့အခါမှာဒီ OC 200ကလည်း cloud me လင်းရမယ်ပြီးရင် OC 200ကလည်းဒီ online ဖြစ်ရမယ် OC 200ထဲမှာရှိတဲ့ဒီ APD ကိုလည်းထိန်းချုပ်လို့ရမယ်အဲ့ဒီစနစ်နဲ့ကျွန်တော်ကလုပ်ပြမှာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်လက်တွေ့စမ်းတုံးကြည့်ရအောင်လက်တွေ့စမ်းတုံးကြည့်ရအောင်ဆိုတော့အဲ့ဒီမှာကျွန်တော်တစ်ချက်ဒီမှာเนาะ OC 200ကလွှင့်တဲ့ line ကိုကျွန်တော်တစ်ချက်ထောက်လိုက်မယ် OC 200ကလွှင့်တဲ့ line ကျွန်တော်ထောက်လိုက်တဲ့အခါမှာဒီလိုပေါ့เนาะ OC 200ကိုချိတ်လို့အောင်မြင်တော့ OC 200ချိတ်လို့အောင်မြင်တော့အဲ့အောင်မြင်တဲ့အခါမှာ तू ကဒီမှာ microtic ကချမှတ်ပေးတဲ့ IP address ကိုရတယ် microtic ကချမှတ်ပေးတဲ့ IP address ကိုရဖြစ်တဲ့အတွက်အမှကျွန်တော် voucher code တောင်းတယ်ပေါ့နော် voucher code တောင်းတော့ကျွန်တော်အမှ login တစ်ချက်ဝင်လိုက်မယ်နော်အဲ့တော့ဒီမှာ voucher code ကျွန်တော်ဝင်ပြီးမှ connect လုပ်လိုက်မယ်နော် connect လုပ်လိုက်ရင်ဒါကျွန်တော် Omada ကနေလွှင့်တဲ့ Wi-Fi နဲ့ကျွန်တော် internet သုံးလို့ရရဖြစ်ပါတယ်ကျွန်တော်ရဲ့ microtic ကဒီ internet ကချိတ်ဆက်မှုအောင်မြင်သွားတယ်ဆိုရင်ဘယ်ကိုရောက်သွားလဲဆိုတော့ TikTok ကိုရောက်သွားမှာပေါ့နော်ဒီမှာ TikTok ကိုရောက်သွားဒါဆို internet ရပြီအဲ့တော့ internet ရပြီဆိုတော့အမှကျွန်တော် OC 200ကိုတစ်ချက် show ရအောင်နော်အဲ့တော့ OC 200တစ်ချက် show မှာဆိုတော့ဒီ Omada software ဖွင့်မယ်ဖွင့်ပြီးတော့ကျွန်တော်တစ်ချက်ဒီလို refresh လုပ်တဲ့အခါမှာသူကနှစ်မျိုးရှိတယ်အမှ Fifi ဆိုတဲ့ဟာတွေနော် Fifi အဲ့မှာ local နဲ့လည်းရတယ် cloud နဲ့လည်းရအဲ့မှာကျွန်တော်ကတစ်ခါတည်း cloud နဲ့ပြပြီနော် cloud ကိုတစ်ချက်ဝင်လိုက်မယ် cloud တစ်ချက်ဝင်လိုက်မယ်နော်နည်းနည်းတော့ကြာလိမ့်မယ်နော်အဲ့မှာ cloud ကိုဝင်တဲ့အခါမှာဒီလိုမျိုးတွေ့မယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်ကဒီ global view ကိုသွားလိုက်မယ်နော် global view ကိုသွားလိုက် global view ကိုသွားလိုက်အဲ့ OC 200မှာဒီကျွန်တော် site တစ်ခုစောက်ထားတယ်နော်အဲ့ site လေးကိုမြင်ရလိမ့်မယ်ခဏစောင့်နေတော့ cloud ကနေဆိုတော့ internet နည်းနည်းလေးအဆင်မပြေသွားလို့အဝိုင်းစောင့်ပေးရတယ်ပေါ့နော်အဲ့ဒါလေးတော့စောင့်ပေးရမှာကိစ္စမရှိဘူးโอเคအဲ့ဆိုဒီမှာရပြီအမှ FB site ထဲကိုကျွန်တော်ဝင်လိုက်မယ် FB site ထဲကိုဝင်လိုက်ရင်အမှ AB တစ်လုံးချိတ်ဆက်ထားတာဖြစ်တဲ့အတွက် AB တစ်လုံး online ဖြစ်နေလိမ့်မယ်နော်အဲ့ဒီမှာ AB online ဖြစ်တယ်တွေ့လား AB လည်း online ဖြစ်တယ် microtic ရဲ့ voucher လည်းအလုပ်လုပ်တယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်เนาะအဲ့တော့အမှမိတ်ဆွေတို့ကိုပို့ပြီးမှထူးထူးခြားခြားလေးဖြစ်တော့အခုဒီမှာ Omada အတွင်းနဲ့ OC 200 ကိုကျွန်တော်Wi-Fi နာမည်ချိန်မယ်เนาะ Wi-Fi နာမည်ချိန်မယ်ဆိုတော့ဒီ OC 200နေပဲလမ်းချိန်မယ်အဲ့တော့ setting ကိုတွားမယ်တွားပြီးတော့ wireless network တွားမယ် WLAN ကိုတွားမယ်ပြီးရင်မှာ OC 200အဲ့တော့အမှကျွန်တော်ဗာပေးလိုက်မလဲဆိုရင် OC 200 microtic MIK ROTIK ပေးလိုက်မယ်ပြီးရင် down ကိုနှိပ်လိုက်မယ်เนาะအဲ့တော့ဒါ OC 200ကနေ Wi-Fi နာမည်လှမ်းချိန်တာပေါ့နော် Wi-Fi နာမည်လှမ်းချိန်တာချိန်လို့ပြီးသွားပြီချိန်လို့ပြီးသွားပြီဆိုတော့ကျွန်တော်တစ်ချက် stay ပေါ့နော်ချိန်လို့ပြီးသွားပြီဆိုတော့ဒီမှာကျွန်တော် Wi-Fi line တစ်ချက်စစ်မယ်စစ်တဲ့အခါမှာOC 200 microtic တွေ့ရတယ်တစ်ချက်ပြန်ချိန်လိုက်မယ်အဲ့ဆို Wi-Fi နာမည်ချိန်သွားပြီဖြစ်တဲ့အတွက် voucher code ပြန်တောင်းရင်လည်းတောင်းမယ်ပေါ့နော်အဲ့တစ်ချက်စောင့်ကြည့်အောင် okay ခင်းတဲ့အတိုင်းပဲ voucher code တောင်းတယ်နော် okay voucher code တောင်းတယ်ဆိုရင်ကျွန်တော် password ရိုက်ထည့်လိုက်မယ်ပြီးရင် connect လုပ်လိုက်မယ်နော်โอเคတော့ OC နေရာကိုတွားမယ်ကျွန်တော်ဒီမှာရိုက်ထည့်မယ်နော်โอเคအောင်မြင်သွားလိမ့်မယ်နော်โอเค internet ရပြီဆိုတော့ကျွန်တော် Omada လေးထပ်ဝင်မယ်အဲ့ဒါမျိုးဖြစ်သွားမယ်နော်ဒါမျိုးဖြစ်သွားရင်ကိစ္စမရှိဘူးအဲ့ဒီမှာချိတ်ဆက်မှုကတော့ဒီမှာကြည့်လိုက် OC နေရာ microtic Wi-Fi line နဲ့ချိတ်တယ်အဲ့ဒီမှာဒီမှာကျွန်တော်တို့ Omada OC နေရာကလည်း online ဖြစ်နေတာကိုတွေ့ရမယ်နော်အဲ့တော့ FB တွေကိုတစ်ချက်ဝင်မယ် FB တွေကိုတစ်ချက်ဝင်မယ်ဝင်တဲ့အခါကျရင်အဲ့ဒီမှာဘာဖြစ်လဲဆိုတော့ဘာဖြစ်လဲဆိုတော့ဒီမှာ AB တွေ active online ဖြစ်တာကိုလည်းတွေ့ရတယ်ပေါ့နော်ဒီမှာ client တွေဘယ်နှယောက်ရှိတယ်ဆိုတာလည်းတွေ့ရတယ်အဲ့တော့အဓိကဆိုလိုချင်တာကတော့
ကျွန်တော်လိုချင်တဲ့အတိုင်းပဲ OC 200သုံးမယ် OC 200သုံးမယ်ဒီလို AB တွေကိုအလုံး20 30သုံးမယ်AB အလုံး20 30ကိုထိန်းချုပ်ဖို့ OC 200ကနေထိန်းချုပ်မယ်ဘောင်ချောက်ကုတ်ကိုကြောတော့ဘယ်ကနေတွားမလဲဆိုရင်ဒီရဲ့ 009 microtic ကနေတွားမယ်ပေါ့နော်အဲ့လိုမျိုးတွားချင်တာအခုတော့အဆင်ပြေသွားပါပြီနော်